တကယ်မြစ်စများလုံးပဲမင်္ဂလာပါဗျနော်ဒီတစ်ပတ်မှာလည်းကျွန်တော်ဒီလုံးပိုင်လေးထပ်ပြီးတော့ရှာပေးထားတယ်ပေါ့နော်အရင်တစ်ပတ်တုန်းကတင်ခဲ့တဲ့အရင်တစ်ပတ်တုန်းကတော့ဖြစ်နေကျွန်တော်အရင်တင်ခဲ့တဲ့လုံးပိုင်ပါပဲနော်ကျွန်တော်ဒီကောင်လေးကဒါမှားပြီးတော့ဒီနေရာမှာဆွဲမိလိုက်လို့ပေါ့နော်ဒါအစားဆုံးကျွန်တော်ပြန်ရိုက်ပေးပါတယ်နော်โอเคသူကကျွန်တော်ကဒါမို့နှစ်ခုပေါ့နော်ဒါတပင်ချာစီသွားတဲ့ကောင်နော်တပင်ချာစီသွားတဲ့ကောင်ကိုစစ်တိုက်မှတ်ပြီးတော့ကျွန်တော်ရေးလိုက်တာပေါ့နော်ဒါပေမဲ့ဒီနေရာစပြီးတော့သူကစစ်တိုက်လေးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဒီပေါင်းချင်း9ဒီမှာလိုက်ကြည့်မယ်ပေါ့နော်တပင်ချာကိုကျွန်တော်ရင်ပြပေးမယ်414ပေါ့နော်414เนาะ414ဒီပေါင်းချင်းနံပါတ်6ဖြစ်တဲ့အတွက်6နက်ခတ်6ပေါ့เนาะ6နက်ခတ်6ဆိုပြီးတော့ဒီမှာကျွန်တော်တို့964ဆိုပြီးတော့ထွက်ပေးထားတယ်ကျွန်တော်တို့6ဒီဒါလုံးပိုင်ပေါ့เนาะဒီတပင်ကိုချားပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီနောက်မှာစစ်ကြည့်မယ်935เนาะပေါင်းချင်းနံပါတ်ပေါ့เนาะ935ဆိုတော့ကျွန်တော်တို့ပေါင်းချင်းနံပါတ်4เนาะ4နက်ခတ်2เนาะဒီမှာ3ခွန်2ဆိုပြီးတော့ထွက်ပေးထားတယ်နှစ်ဒီလုံးပိုင်เนาะတပင်ချားပြီးတော့ကျွန်တော်တို့ကြည့်မယ်ပေါ့เนาะတပင်ချားပြီးတော့ကြည့်တဲ့ကမှာ6333ဆိုတော့ပေါင်းချင်းနံပါတ်ဒီနံပါတ်6ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့6နက်ခတ်9ဒီလုံးပိုင်း446ဆိုပြီးတော့ထွက်တယ်เนาะဒါဆိုရင်တပင်ချားမှာကျွန်တော်ဒီမှာ664ဆိုပြီးတော့တွေ့ရတယ်เนาะ664ဆိုတော့ပေါင်းချင်း6နက်ခတ်ဒီ9เนาะ69ကကျွန်တော်ဒါလုံးပိုင်းပေါ့နော်လုံးပိုင်းအနေနဲ့ကျွန်တော်တို့ပြန်ရတယ်လုံးပိုင်းအနေနဲ့ပြန်ရဆိုတော့ကျွန်တော်အထင်တော့6ကပို့ပြီးတော့ကောင်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်အရင်တပုတ်တုံကတင်ခဲ့တာ16လားမသိဘူးပေါ့နော်အဲတော့ကတော့ကျွန်တော်1ချိန်မှာစစ်ပြီးတော့ဆွဲပေးလိုက်တယ်โอเคကျွန်တော်တို့ဒီတပင်ချားမဟုတ်ပေါ့နော်ဒီကနေစစ်ပြီးတော့ကြည့်သွားမယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီမှာ9534နှစ်က3ခွန်2ဆိုတော့ဒီနှစ်လေးပေါ့နော်ပြီးရင်ကျွန်တော်ဇက်တိုက်ပဲပေါ့နော်ခွန်3ဆိုတော့ပေါင်းချင်းနံပါတ်ခွန်เนาะခွန်3ညဒီမှာ1336ဆိုပြီးတော့ကျွန်တော်နောက်က3ညเนาะဒီကောင်လေးကလုံးပိုင်းဆင်းသွားတယ်โอเคဒီမှာခြားထားတဲ့အပင်ကိုကြည့်လိုက်မယ်ဒီပင်ကတော့အတူတူပဲပေါ့နော်ကျွန်တော်တို့3945ဆိုပြီးတော့တွေ့ရမယ်ပေါင်းချင်း9နက်ခတ်6เนาะ96ဒီလုံးပိုင်းပေါ့နော်ဒီမှာ962ဆိုပြီးတော့ထွက်ထားတယ်เนาะဒီမှာတော့နှလုံးလုံးယူသွားတယ်ဒီမှာကကျွန်တော်တို့ကျန်တဲ့ဟာတွေကတော့တစ်လုံးနဲ့ပေါ့နော်ဒီအတွက်ကြောင့်ဒီလုံးပိုင်းလေးကျွန်တော်ထပ်ပြီးတော့တင်ပေးလိုက်ပါတယ်เนาะနောက်ရက်ဒီမှာကျွန်တော်မနေ့က9လောက်ပေါ့နော်မနစ်ခင်းနဲ့ညနေခင်းကျွန်တော်2ပုတ်စီလောက်ပေါ့နော်ဒါတဲလေးတွေကဒီတစ်ပတ်တိတ်ပြီးတော့မရှာသေးဘူးပေါ့နော်မရှာသေးတဲ့အတွက်တဲလေးတွေကျွန်တော်တင်ပေးပါမယ်စုစုပေါင်းဒါ3ပုတ်အနည်းဆုံးလောက်ပေါ့နော်ရအောင်တင်ပေးပါမယ်မနေ့ကဆိုရင်ပဲကျွန်တော်14ရက်ဖြစ်နေပြီဆိုတော့ပေါ့နော်ဒီတစ်ပတ်တော့ကျွန်တော်လည်းနည်းနည်းနားနေတာနဲ့မတင်ပေးဖြစ်တာပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့အခုတင်လိုက်တဲ့ကကျွန်တော်တို့69ပေါ့နော်69ဒါတစ်လုံးဆွဲဖြစ်ပါတယ်နော်တစ်လုံးနော်ဒီမှာကတော့6ရော9ရောပေါ့နော်အောင်သွားတဲ့ရတော့ရှိတယ်ပေါ့နော်တွဲပြီးတော့စင်မစင်တော့မပြောတတ်ပါဘူးโอเคပါဒါဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျဘိုင်ဘိုင်ပါ